不不，妈，原来不会啊。မရှိပါနဲ့မောင်ရဲ့ ငိုလားကွာငိုလား မောင်ရုပ်ကြီးကလည်းငိုမှမသိရှိမှမသိ ဘဘမတွေ့တဲ့စီမကိုအဲ့လိုမပြောဘူးဘဘရဲ့ ဟုတ်လို့လားမောင်ရဲ့ ကျဘိုးကလူအဲ့ဘဘကိုမလွမ်းမလား ဘာနာဘောမကိုရဲ့ ကိုလေးဘဘရမ်းချစ်တာပဲ ကိုလေးရမ်းချစ်တယ် ကိုတို့လက်ထချအောင်ကွာ လက်ထက်မယ် ကိုမနေနိုင်တော့ ဘာမနေနိုင်တာလဲ အဲ့နမကြီးတည်တယ်သွားကြောင်းရင်သူ့ကိုချစ်တဲ့ကြောင်းနဲ့ပြောနေရတယ်အဲ့ကောင်ဒီချစ်ငါတို့မျိုးလက်ထကြမယ်နော် လက်ထက်ဖို့ဆိုတာတအုပ်နဲ့တအုပ်လက်ထက်တယ်ဆိုတာကလေသုံးနှစ်သုံးလုံးစဉ်းစားပြီးတော့မမိတ်ကလေးဘက်ကဖြေပေးရတယ်တဲ့လက်ထက်မယ်လက်ထက်မယ်လက်ထက်မယ် ငါကိုခြေထောင်နဲ့ရောက်တယ်သူကခြေထောင်ကောင်းနေပေါ့အဲ့ဒါမင်းနဲ့ကိုလည်းလက်ထကြမယ်နော် လက်ထက်မှာပေါ့ မင်္ဂလာဆောင်နေတော့ဘဘကအမှတ်တရလေးဖြစ်တော့မင်းနဲ့ကိုနဲ့ခိုးပြကြမယ်လေ တကယ် တကယ် ကိုပြေးတယ်ဆိုတော့ပြန်ပြန်ကမလေးရှင်းနေတော့ကိုပြေး တို့ချိန်တွေ့တဲ့နေရာလဲဟိုအရင်တွေ့နေကြဟိုမကြီးပြောင်မှမတွေ့တော့ ဘယ်မှာတွေ့မလဲ အဲ့နာပွက်ချစ်ကြိုက်တယ် ဟုတ်တယ် ဟုတ်တယ်နေရာပြောင်းမယ် ဖြစ်သွားမယ် ဟုတ်ဖြာလေးယူခဲ့မယ်နော်အဲ့နာလေးပဲတို့ချိန်တွေ့ပြီးတော့အိမ်မပြန်ကြတော့ဘူးနဲ့ကိုနဲ့ခိုးပြမယ်လေတော့မလားသမီး ဟာဒါဘာလို့လဲသမီးငါသမီးလေးတော်လာနဲ့ရောင်းမှရင်းစီထွက်အခုတော့နစ်ပင်မှာသမီးစီတွေကပ်ပြီမို့လားဟမ်သမီးဒီဟိုလာတဲ့ ဟုတ်ပြီ ဘာ ဘော မဟာ သမီး ဘောဘော ဟဲ့သမီးမိုင်တော်ရင်းကြီးနေပါဒီလိုကိုနဲ့အစင်တမ်းမတူတဲ့ဒီလိုအောက်တန်းကားနဲ့သမီးကိုသဘောမတူဘူးလို့ဘေးမနကပြောရပါလေ ဖေးသမီးချစ်တော်သမီးတို့ချစ်ချင်မခွဲပါနဲ့ တော်တန်းတဲ့ဒီမင်းသမီးမိဘကကောင်းမယ်ဒီလိုအမြင့်မှာတင်ထားဟမ်နေရမြင့်တဲ့တပည့်ခုံချနေတာအဲ့ဒီတော့ဖေးလေးလေသမီးတို့ချစ်ချင်းကိုမငါချင်းအောင်ထောင်းပေးမယ်ငါချင်းအောင်ထောင်းပေးမယ်ငါချင်းအောင်ထောင်းပေးမယ်ငါဇက်လန်ပြတ်တော့မှာဟမ်ဒီညမင်းအတီတော်နေလားဒီမဲ့သမီးဖေးလုံးဝသဘောတူအခုကျရင်တိုက်တော့ဝင်သွား မလို့ပါနဲ့ဖေး သွားတာ မ သွားလို့ မ ဟဲ့မင်းပါလေဟဲ့မင်းကသမီးကိုစော်ကားတာမင်းပြောမှာဒီလိုလားဟဲ့မင်းကဘယ်တခါပြောတာငါသမီးနဲ့ဘယ်တော့မှအဆက်အသွယ်မလုပ်ပါနဲ့ငါသမီးနဲ့မင်းနဲ့တူသလားတန်လားဟဲ့မင်းကလုံးဝမပေးတာနဲ့အခုချိန်ချင်းမင်းငါတိုက်ရှိရထွက်သွား ဒီပါဦးလေ ဟာလေ ခင်ဗျာအသေးကနီးနေပါပြီကျွန်တော်တရားရဲ့ချင်းချင်းမြတ်တာတရားကိုခင်ဗျာငွေရင်းနဲ့တိုင်းကြလို့မရဘူးကျုပ်ကတော့ဘိုးဘိုးအသေးမသိတာယူပါပဲယူပါပဲ ဟဲ့မေးရမင်းတို့အနုနဲ့နဲ့ရွှေဝဲနှက်ချင်းလို့မရဘူးပါငါသမီးရရွှေဘော်များတယ်ဝေးထားတာအေးမင်းတို့အောက်တန်းသားနဲ့လုံးဝတော့ဘူးမင်းအသားမလားရခုတည်းငါကျထွက်သွားတယ် မသွားဘူးဗျာ မင်းထွက်သွားလိုက် မသွားဘူး အာမတော်ဒါဘယ်လိုဖြစ်လာလဲတားရဲ့ ဆက်စကငါပိုက်ရိုက်တဲ့လူကြီးလားလူနှစ်ကိုခွဲလား ဘယ်လိုဖြစ်တာလဲတားရဲ့ အခုငါအဖေဖြစ်တယ်မီလား ညနာပါလေတိုင်ရိုက်တာမဖြစ်လာလဲတားရဲ့ ဟိုခွေးတိုင်းရိုက်လွယ်တာဖေး တာမဖြစ်တာပြောပြော ကာရီတာဝစီရတယ်ဆိုပြီးကျွန်တော်တို့ချစ်ချင်သူ့အဖေကသမားမတူတဲ့ဖေးကကျွန်တော်ဘိုးရှိတယ် အဲ့ဒါပေါ့တားရဲ့မမေရပန်းကိုတုံးခုလို့လိုက်ရင်အကြနာတဲ့တေအခုတော့မင်းတုံးချော်ကြလို့ကိုအောင်ရတယ်ဘဝကိုရောက်နေမင်းအဲ့ဘုံစကောင်မလေးကိုမင်းမေးလိုက်ပါတော့ အဲ့ဒါအဖေမွဲလို့ကျွန်တော်ဘူးလို့လုပ်နေရတာအဖေမွဲလို့ တာပါပဲမိမိအသာဘုံမင်း အ လိုက် ဖေ ပါ အဖေနောက်ကျမွဲနေပါပဲ မင်းလက်မတစ်ချက်ထုတ်တာတာ ကျွန်တော်ဘိုးလို့ကျတယ် ဘုံမင်းလိုက်ပါတော့တော့မမေးနိုင်ဘူးဖေ တာအဲ့တော်မလေးကိုမင်းမေးလိုက်စမ်း ကျွန်တော်မမေးနိုင်ဘူးဖေ အာမမေးအောင်ကွာဩမင်းရှောက်လာတယ်လူ မလာဘူးကျွန်တော်မလာဘူး ငါသမီးနဲ့မင်းနဲ့
လုံးဝသဘောမတူ ကျွန်တော်မလား မင်းကငါပြောတာဟေ့ကွာဟာ ဖေစကားကိုနားမတော်လို့ငါနာခုလို့ပြရတာ ငါအိမ်ပြန်ရောက်ပြန်ပြီလားဟာလား ဒါ ဗျာ မင်းအဲ့လိုမှလည်းတာမင်းလိုက်ပါတာရဲ့ မင်းလည်းမမင်းလည်းရိုက်ခံမှာ ဒါအဲ့မှာတာမင်းလိုက်ပါတာရဲ့ ဖြစ်နေပြီဗျာ ပြီလို့လည်းသားရဲ့ ကျွန်တော်မသိတယ်ဗျာ တော်သားကွာမင်းအစင်တိုင်းရမတူဒီမင်းကလေးကိုမင်းလိုက် ဖေး ဟာလည်းက အစနိုင်ကြီးမတူပါနဲ့ပဲကျွန်တော်ရင်ထဲကချစ်တူဒီတိုင်းကြီးသူ့ပြခံရမှာလားအဖေကျွန်တော်မပြောနဲ့ဘူဘူနဲ့ပတ်တိုင်းကျွန်တော်မတားနဲ့ကျွန်တော်သူ့လုံးဝမမေ့နိုင်ဘူး ဟာတော်ကောင်းပါလေကောကဲကွာမင်းရောက်လာပြန်ပြီကို ကျွန်တော်မလာဘူးကျွန်တော်အိမ်မှာ ငါသမီးနဲ့မင်းနဲ့လုံးဝသဘောမတူဘူး ကျွန်တော်အိမ် ငါတိုက်ရှင်းကိုမင်းမလာနဲ့လို့ငါပြောတာလေဟေ့ကိုချင်းမထွက်သွား ထွက်တော့မှာပါ ဟေ့ငါထွက်တော့ကွာဒါပြေစကောင်းနားမထောင်လို့ငါသားခုလို့ပြရတာငါသားသူ့ကိုမင်းလည်းတော့ရဲ့ မမေ့နိုင်မောင်းတော့ကွာမမေ့နိုင်ဘူးမမေ့နိုင်ဘူးလို့ပြောတယ်ဒါကဲကိုတော်